ရပါတယ်ကွလက်မှတ်လာရောင်းနေတာလက်မှတ်ညီမနဲ့စီးရီးယားပွဲလာကြည့်နေတာပါပွဲစားဖို့ကမိနစ်တိတ်မလို့တော့10မိနစ်ပဲလို့တော့တော့မှာဘောလုံးကွယ်ရှင်ရတဲ့မရှိတော့နည်းနည်းနေရဝေးတော့လာတာနည်းဒုက္ခရောက်တယ်ဝါသနာလည်းဖြာကားလို့ပြရတာဆိုကစားသမားပွဲတဲ့ဝင်နေတန်ကြားနေရယူတန်းပဲသွားလိုက်တော့အထူးတန်းကတော့မဝင်ရှင်တော့ဘူးဆေးတော့မကြည့်ပါဘူးအထူးတန်း9000ပဲပေးရယူတန်းကြတော့2000ပဲရှိတယ်ဆိုတော့လူလည်းတိတ်ရှင်းယူတန်းကြအဲကြောင့်ထဲမှာတိကျတော့နိုင်ငံတော်တရှင်စားဆိုပြီးတို့အခုမှပွဲပြင်မှာပဲရှိသေးတယ်လာနေနောက်ကျတာဒီနေ့လူတော်သိမ့်မရှိဘူးနဲတယ်မြန်မာဒီနေ့နိုင်လဲဘာမှမထူးတဲ့ပွဲပါဒီနေ့နိုင်လဲဘာမှမထူးတော့အာဆီယံကက်ကနေပြုတ်ပြီကဲရောက်တော့မယ်ရှင်းပါဆိုရောက်ခဏလေးဟိုမှာမြင်နေတာလေ့ကျင့်ပွဲတို့လေ့ကျင့်ဒီဘက်တော့တက်ပါကြည့်နေကြဒီဘက်တော့မယ်ဒီမှာလည်းစီဗီယာပွဲပါရောက်ပါတော့မယ်ဒီတက်ကလည်းနဲတယ်ဒီပွဲမောင်လေးစီဗီယာတဲ့တော်ကောင်းဆော်ဒီအာရေဗျမှာမြန်မာကို5ခု15ခုတပုတ်နဲ့ကတ်သွားပြီးခဲ့ပွဲဘောထားဘူးကဲဘုံဝဲကြည့်လိုက်အောင်ပြီးမထက်ရအောင်ညီမလေးစင်လေးပြပါဒီစံမှာမိနစ်တပန်းပြီးပါစီစီတဲ့ဆိုးတော့မဆိုးပါဘူးဆော်ဒီအာရေဗျမှာတော့ခဲ့တာပုံကိုပထမအချိန်မှာပုံကိုကြီးတော့ဖုတ်ခံလာတယ်ပထမတစ်ပိုင်းပြီးပါပြီကန်ကောင်းနေငါ့ဘုန်းသားကောင်းပါမောင်လေးကျော်ရမယ်17ဘင်္ဂလားတော့စပြီထူကြပါတကယ်ချင်းလည်းတယောက်မှမပေါ့တယောက်တည်းလာကြည့်ရတာပါဘုံဘွဲရှုံးပြန်တူးစီးတယ်80ကျော်မိနစ်80ကျော်မှ2ဂိုးလုံးပေးလိုက်ရလူမတခါမှလည်းမနိုင်ဘူး